အိမ်ချမ်းမြေနဲ့တိုက်ခန်းရောင်းချရာမှာမြတ်စွန်းငွေအပေါ်ဝင်ငွေခွန်10%ပေးဆောင်ရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။အိမ်ချမ်းမြေအဆောက်အအုံနဲ့တိုက်ခန်းတွေအပါအဝင်အခြေပစ္စည်းတွေရောင်းချရာမှာမြတ်စွန်းငွေရရှိသူတွေအနေနဲ့အဲ့ဒီမြတ်စွန်းငွေအပေါ်ဝင်ငွေခွန်10%ပေးဆောင်ရမှာဖြစ်တယ်လို့ပြည်တွင်းခွန်များဦးစီးဌာနကအတည်ပြုထားပါတယ်။ပြည်တွင်းခွန်များဦးစီးဌာနရဲ့အတည်ပြုချက်အရအခြေပစ္စည်းဆိုတာကတော့မြေအဆောက်အအုံတိုက်ခန်းယင်းလုပ်ငန်းဆိုင်ရာမတည်ပစ္စည်းတွေအစုရှယ်ယာနဲ့ငွေချေးတတိခံလက်မှတ်တွေကိုဆိုလိုပါတယ်အဲ့ဒီအခြေပစ္စည်းတွေရောင်းချခြင်းလဲလှယ်ခြင်းဒါမှမဟုတ်လွှဲပြောင်းခြင်းကရရှိတဲ့မြတ်စွန်းငွေအပေါ်အခွန်စည်းကြပ်ခြင်းဖြစ်ပါတယ်ဒါပေမဲ့အမွေဆက်ခံခြင်းနဲ့မြတ်တာဖြစ်ပေးခံခြင်းလူဒန်းခြင်းတို့တွေကတော့အဲ့ဒီအခြေပစ္စည်းလွှဲပြောင်းမှုမှာမြတ်စွန်းငွေအပေါ်အခွန်စည်းကြပ်တဲ့သတ်မှတ်ချက်မှာအကျုံးဝင်မှုလို့သိရပါတယ်။ဘဏ္ဍာနှစ်တစ်နှစ်အတွင်းမှာရောင်းချတဲ့အခြေပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးက700ထက်ပိုမိုပြီးမြတ်စွန်းငွေရှိနေတဲ့အခါအယောင်းဝယ်ပြုလုပ်တဲ့နေ့ကနေရက်ပေါင်း30အတွင်းသက်ဆိုင်ရာမြို့နယ်အခွန်ရုံးကိုဝင်ငွေကြီးညာလွှာတင်သွင်းပြီးကြားတဲ့အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။အခွန်တက်ချက်ရမှာလည်းသက်ဆိုင်ရာကာလတန်ဖိုးစစ်စစ်သတ်မှတ်ရေးအဖွဲ့ကအယောင်းတန်ဖိုးမှာမူလအဝယ်တန်ဖိုးအပြင်ပြင်ဆင်စရိတ်ပွဲခနဲ့သက်ဆိုင်တဲ့တာမန်ကုန်ကျစရိတ်တွေကိုနှုတ်ပယ်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကုန်ကျစရိတ်တွေနှုတ်ပယ်ပြီးနောက်မြတ်စွန်းငွေပေါ်ပေါက်ပါကကြန့်ရှိတဲ့မြတ်စွန်းငွေအပေါ်10%ကိုဝင်ငွေခွန်အဖြစ်ပေးဆောင်ရမှာဖြစ်တယ်လို့ပြည်တွင်းခွန်များဦးစီးဌာနကသိပေးထားပါတယ်ရှင်။